အိမ်ရှင်မမေတို့အတွက်လက်တွေ့မိဖို့ကြောင့်အကြံပေးချက်များခဲညင်လေးတွေကိုကြားရှိအထားခံခြင်းနဲ့ဆိုလို့ရှိရင်အခုလိုလေးအောက်ခြေကိုတိတ်လေးနဲ့ကပ်ပေးထားလိုက်မယ်ဆိုရင်ခဲညင်လေးတွေကမနှွမ်းသွားဘဲနဲ့နှစ်ပတ်လောက်ထိကိုအထားခံနိုင်ပါတယ်ဟင်းဝင်းထဲမှာစီရီအများကြီးဝေးနေလို့ဖဲခြင်းနဲ့ဆိုရင်အခုလိုဇုံွက်ကြီးတစ်ခုတည်းရေခဲကိုထည့်ပေးပြီးတော့ဇုံကိုဟင်းကွက်တဲကိုလှည့်ပေးပါဒါဆိုရင်အစီတွေကဇုံကွက်နဲ့ကပ်ပြီးတော့အလွယ်တကူပါလာပါလိမ့်မယ်ကနန်းစားတိုင်းလက်မတွေအသားကိုကတိကတ်တက်လိုက်ပြီးတော့ထုတ်စားနေရအဆင်မပြေရင်အခုလိုဒလိန်တုံးလေးနဲ့အသားလေးလှိမ့်မိလိုက်ုံနဲ့အလွယ်တကူအသားကိုထုတ်ယူလို့ရပါတယ်အသားကြောင့်လုပ်ဖို့အတွက်ဆက်မရှိလဲရပါတယ်အခုလို plastic တွေထည့်ပြီးတော့ကပ်ပြားနဲ့တိုးမိလိုက်ုံနဲ့ညီညာတဲ့အသားကြောင့်လေးတွေကိုအလွယ်တကူလုပ်ယူလို့ရပါတယ်ဘဲဥကျဲဥတွေခွဲတဲ့အခါမှာအနစ်တွေအားဓာတ်နဲ့ကပ်ပါလာတာကိုကြုံမှုကြမှာပါအဲ့လိုမဖြစ်ရအောင်လို့ဓာတ်ကိုရေနွေးနဲ့ပူအောင်လို့အရင်ဆုံးလောင်းပေးပြီးတော့မှခွဲမယ်ဆိုလို့ရှိရင်အခုလိုပုံစံမပြတ်ပဲလှပနေတဲ့ပုံစံလေးတွေကိုရရှိမှာပဲဖြစ်ပါတယ်အိမ်မှာဝယ်ပြီးတော့မစားဖြစ်လို့အေးသွားတဲ့ပေါက်စီတွေကိုအပူပြန်ပေးမယ်ဆိုရင်အောက်ခြေကအခုလိုမျိုးစွတ်စွတ်နေအောင်ကြုံမှုကြမှာပါအဲ့လိုမဖြစ်ရလေအောင်လို့အခုလိုမျိုးအငွေးခံများကိုအတက်မထားဘဲနဲ့ပြောင်းပြန်ထားပြီးတော့ပေါင်းကြည့်ပါဗျဆိုင်ကဝယ်လာတဲ့အတိုင်းပဲအစုံမပြန်မင်းနဲ့ပူပူနွေ့နွေ့ပေါက်စီလေးကိုရရှိနိုင်ပါတယ်ဟင်းချက်ပုံငရုတ်သီးလေးတိုင်းမှာလက်နဲ့ထိလို့ပူနေပြီဆိုရင်ရေနဲ့ဆေးလည်းမပြောင်းပါဘူးအလွယ်ဆုံးနည်းလမ်းကပူနေတဲ့နေရာကိုစီနေငယ်အရင်လောင်းပေးပြီးတော့ဆက်ပြာနဲ့ရောပြီးတော့ပုတ်ပေးပါပြီးတော့မှရေဆေးပေးလိုက်မယ်ဆိုရင်တော့လက်ကငရုတ်သီးပူခြင်းလုံးဝရှိတော့မှာမဟုတ်ပါဘူးကျုပ်မွေပြီးအမြုပ်တွေထားနေရဆိုရင်အခုလိုမျိုးဘောကနေမီးချင်းနဲ့ပူပေးလိုက်မယ်ဆိုရင်အမြုပ်တွေလုံးဝမရှိတဲ့ကျုပ်အနှစ်တွေကိုရရှိမှာဖြစ်ပါတယ်အိမ်မှာဖတ်ထုတ်လှုပ်စားတိုင်းဖက်တွေပြန်ပြီးတော့ပြည်နေတတ်တယ်ဆိုရင်အခုလိုရေခွက်တဲ့ဘူးလေးတွေထားပြီးတော့ဖတ်ထုတ်ထုတ်ကန်နေတိုင်းမှာဖတ်ပေါ်ရေဆိုနေတဲ့ဘူးဝါတွေနဲ့ထိပေးထားမယ်ဆိုလို့ရှိရင်တော့ဖက်တွေကပြန်ပြီးတော့ပြည်မသွားတော့ပါဘူးရေခဲတက်တာထဲမှာတင်ထားတဲ့အသားတွေကအယမ်းမာပြီးခဲနေရဆိုပြီးတော့ရေတန်းမလောက်ပါနဲ့ပကံတစ်ခုတည်းကိုထည့်စားထည့်ရှာလကာရီထည့်ပေးပြီးတော့မှရေနွေးလေးနဲ့3မိနစ်လောက်စိမ်မေးထားမယ်ဆိုရင်တော့အသားတွေကပို့ပြီးတော့အရသာရှိစေတဲ့ပြေုံမှာခဲရလေးအပျော်မြန်စေပါ ರಿ